Singapore immigration မှာ arrival gap ဖြည့်တာမှားလို့ဆိုပြီးတော့မှနောက်ကျောင်းပြန်လွတ်တဲ့သူတော်တော်များများကိုကျွန်တော်တွေ့ခဲ့ပါတယ်။ပြီးခဲ့တဲ့နေ့ကကျွန်တော် Singapore ကိုတကယ်ချင်းနေလိုက်ပို့ရင်းနဲ့ပေါ့နော်တစ်ခေါက်ရောက်ခဲ့တယ်။ arrival gap ဖြည့်တဲ့နေရာမှာလူ2ယောက်3ယောက်ပဲပေါ့နော်။ကြောင်းလည်းဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့လည်းအကူအညီတောင်းတယ်ပေါ့နော်။ဒီဘာဖြစ်နေတာလဲဆိုပြီးတော့မှကျွန်တော်ကြည့်လိုက်တော့ passport number တွေမှားပြီးတော့မှဖြည့်ထားတာပေါ့နော်။ arrival gap ဖြည့်တဲ့နေရာမှာကျွန်တော်အများအားပြောပါတယ်အရေးကြီးပါတယ် arrival gap ဖြည့်အောင်ဖြည့်ပါ Singapore immigration က arrival gap မှန်မှာပေါ့နော်ကျွန်တော်တို့လွယ်တကူကြော်လို့ရမှာဆိုပြီးတော့မှလည်းအများအားဗီဒီယိုလေးကျွန်တော်လုပ်ပေးတယ်ပေါ့နော် arrival gap ထဲမှာ passport number တွေကဘာလို့မှားနေတာလဲဆိုလို့ရှိရင်တော့ဒီ profile တိစောက်တဲ့နေရာပါပေါ့နော်စကန်လေးနဲ့ passport စာအုပ်ကိုဖတ်လိုက်တယ်အဲ့မှာ auto ဖြည့်ပြီးသားလေးကြာလာတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီပြန်ပြီးတော့မှမစစ်ဘဲနဲ့ဒါနှိမ့်နဲ့ထပ်ပြီးတော့မှသွားလိုက်တယ်ပေါ့နော်အဲဒီနေရာမှာမှားသွားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီစကန်ဖတ်လိုက်လို့ကြာလာတဲ့ auto ကြာလာတဲ့ number တွေကလွဲတတ်ပါတယ်ကျွန်တော်တို့အများအားပြောပါတယ်ပေါ့နော်ဒီဟာလေးကိုပြန်စစ်ပါဒါလေးစစ်တာဘာမှကြာတာမဟုတ်ဘူးပေါ့နော်နံပါတ်တွေရှေ့ရဒီအခရာတွေဒါတိုက်ကြည့်ပါပြီးတော့မှ expire date တွေပေါ့နော်ဒါလေးတွေတခြားပြန်ပြီးတော့မှစစ်ကြည့်ဖို့လိုပါတယ်ကျွန်တော်တို့ဖုန်းထဲက arrival gap ဖြည့်တဲ့နေရာမှာအချိန်ပေးလိုက်ရတဲ့ဒါ3မိနစ်5မိနစ်ကဘာမှမကြာပါဘူးပေါ့နော်တကယ်မှားသွားလို့ immigration ဝင်တဲ့အခါမှာအဆင်မပြေဘူးဆိုရင်ကျွန်တော်တို့နောက်ကျောင်းကိုပြန်လို့တဲ့အခါဂျားထဲမှာဟိုသွားရတော့မလို့ဒီသွားရတော့မလို့နဲ့ကိုလိုကန်လန်နေဖြစ်ပြီးတော့မှကြံနေခဲ့တတ်ပါတယ်အဲ့တော့တခြားလေး view site ဖို့လိုပါတယ်ပေါ့နော်ကျွန်တော်မေးတဲ့ brother ဆိုလို့ရှိရင်ကိုကဒီ live ဖို့တဲ့သူမရှိဘူးလားလို့မေးလိုက်တော့ live ဖို့တဲ့သူကသွားပြီပေါ့နော်ဟိုဘက်ထမ်းအောင်ရောက်သွားပြီသူကနောက်မှကြံခဲ့တာပေါ့နော်အဲ့တော့ညီကိုတွေအနေနဲ့လည်းကိုယ့်ရဲ့တငယ်ချင်းတွေကိုကနားလဲလို့ live ဖို့မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်တို့အနေနဲ့နောက်ဆုံးက live ပါပေါ့နော်မသွားတဲ့သူကိုရှေ့ကနေအရင်ဆုံးလွတ်လိုက်ပါသူတို့တွေအကုန်လုံးဒီ immigration ဖြတ်ပြီးသွားပြီဆိုမှကိုကနောက်ဆုံးက live ပါပေါ့နော်ဘာလို့လဲဆိုတော့ကိုကအရင်ထွက်သွားတဲ့အခါမျိုးမှာနောက်ကမလုတဲ့သူတွေကြံခဲ့လို့ရှိရင်နောက်မှဒါဒုက္ခတွေနဲ့ပုံနေရောလောက်ကူညီပေးမဲ့သူဒါမရှိဘူးဆိုလို့ရှိရင်သူတို့အနာမှာပဲကြောင်းလဲရောင်းလဲတွေဖြစ်နေမှာပေါ့နော်အဲ့တော့ကျွန်တော်လဲဒါ3-4ယောက်ကိုဒါအချိန်ရတဲ့ထဲကနေပြီးတော့မှကျွန်တော်ကူညီပေးခဲ့ပါတယ်ပေါ့နော်အဲ့တော့ဒါလေးတွေကိုဒါသတိထားစေချင်လို့ပေါ့နော်ဗီဒီယိုလေးလုပ်ပြီးတော့မှလာပြောပေးတာပါနောက်တစ်ခုကကျွန်တော်စင်ကာပူသွားလို့ရှိရင်ကျွန်တော်ဘတ်စကားနဲ့ပေါ့နော် CDO ကိုတိုက်ရိုက်သွားတာမျိုးမဟုတ်ဘဲနဲ့ MRT တစင်ချင်းစီပြီးတော့ပေါ့နော်သွားလို့ရတဲ့နည်းလေးကိုလည်းကျွန်တော်ဗီဒီယိုလေးလုပ်ပေးဖို့အစီအစဉ်ရှိပါတယ်ကျွန်တော်ဒီစင်ကာပူဝူလန်ချက်ပွိုင်းနဲ့အနည်းဆုံး MRT ကိုသွားတတ်ပြီဆိုတာနဲ့ကိုယ့်ရဲ့တငယ်ချင်းကိုအဲ့ကိုလာပြီးတော့မှကြိုးခိုင်းလို့ရတယ်ပေါ့နော်ဒါလေးကကျွန်တော်တို့အားသာချက်အနေနဲ့ပေါ့နော်ဒီနီလန်လေးကိုတည်သွားရင်တော်တော်လေးမှအဆင်ပြေပါတယ်ကျွန်တော်တို့ဒီအစင်းစင်ပေါ့နော် MRT နဲ့ဘယ်လိုစီးရလဲဆိုတာလေးကိုစိတ်ဝင်စားတဲ့သူတွေများလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးလုပ်ပေးပါမယ်အဲ့တော့စိတ်ဝင်စားတဲ့သူရှိရင် comment မှာဝင်ရေးခဲ့ပေးပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဇင်ကြီးပါဗျ